မင်္ဂလာပါရှင်အခုဆိုရင်တော့စီအောင်မြင်သွားတဲ့ကလေးနဲ့အင်တာဗျူးကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်မိကုန်းလေးတွေဖြေဖို့စနစ်ဖြစ်ပြီလားရှင် ဖြစ်ပါပြီ ဟုတ်ကဲ့ဟုတ်အခုသိချင်တာကတော့အမတို့ဒီဟာရုကာကိုဘယ်လိုမျိုးစသိခဲ့ရလဲဆိုတာလေအမသိချင်လို့ပါရှင် ဟောပါညီမလေးအမတယောက်စီကနေပြီးခဲ့ရပါဘောနော်သူကဒီဟာရုခမှာသူကလည်းကျောင်းနဲ့သွားထားတာပေါ့ဒီမှာကျောင်းနဲ့စိတ်ရှရတယ်နောက်ပြီးတော့အရင်လည်းယုံကြည်ရတယ်ပေါ့အဲ့ရလည်းဆက်ဆက်ရရဟိုသူကကုညီပေးတယ်အဲ့မှာသွားပြီးတော့ရှောက်လိုက်ဆိုပြီးတော့ဟာရုကာပြီးခဲ့ရ ဟုတ်ကဲ့ဟုတ်အမတို့ဟာရုကာကနေပေါ့နော်ဒီတက်ခဲ့တဲ့တန်းခွဲလေးနဲ့ပေါ့နော်ဒီအမတို့စီကနေယူပြခဲ့တဲ့ subject လေးတွေပြောပြလို့ရမလားရှင် ဟုတ်ကဲ့ပါညီမလေးဒီ N3 တန်းရေပေါ့နော်ဒါမှကျတော့ speaking ကလေးရေတိုင်ခဲ့ရပါ ဟုတ်ကဲ့ဟုတ်နောက်ဆုံးနေတယ်ပေါ့နော်ညီမလေးခုဒီလိုမျိုးဒါဂျပန်နိုင်ငံကိုသွားပြီးတော့ကြောက်တက်ရတော့မယ်ဆိုတော့လက်ရှိဖြစ်နေတဲ့ခံစားချက်ကလေးကိုမသိချင်လို့ပါရှင်ဟုတ် ကျောင်းတက်သွားတော့မှဆိုတော့ဂျပန်သွားတော့မှဆိုတော့ကိုယ့် image ဖြစ်တဲ့ခါကျတော့ပျော်လေးပျော်တယ်နောက်ကျတော့မိသားစုနဲ့ခွင့်အောင်ဝမ်းနေဟုတ်ကဲ့ဟုတ်အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့နော်အန်နီနဲ့ဦးတို့မေးချင်တာပေါ့နော်ဒါကလေးကလက်ရှိဒါဂျပန်ကိုကျောင်းသွားတက်တော့မယ်ဆိုတော့ပေါ့နော်အန်နီတို့ဖြစ်နေတဲ့ဒီခံစားချက်ကလေးပေါ့နော်ဒါပျော်ရွှင်မှုဖြစ်ဖြစ်ဝမ်းနည်းမှုဖြစ်ဖြစ်ဘယ်လိုခံစားရလဲဆိုတာလေးပြောပြလို့ရမလားရှင် ပျော်ရွှင်တာကတော့တမီပညာတတ်တွေပညာတော့တရားမှမဟုတ်လို့ပြောတယ်တမီလေးတယောက်ထမလို့ခွဲရမှမလို့တော့ဝင်းနေတယ် ဟုတ်ကဲ့ဟုတ်ဦးအနေနဲ့ပြောချင်တာလေးရှိသေးလားရှင် ဂျပန်ကိုပညာသွားတင်ရတဲ့အတွက်သူ့အတွက်ဘဝရှိကောင်းမွန်ပြောကိုရင်လေးပေါ့ဒါဝန္တာပီတီဖြစ်လို့ ဟုတ်အခုလိုဖြေရတော့လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဂျပန်မှာလည်းညီမလေးတို့ဆက်ချောက်မဲ့လမ်းခီးတွေလည်းဖြောင်းပေးဖို့အမဆုတောင်းပေးလိုက်ပါတယ်နော်